အမျိုးသမီးတယောက်မှာရွှေလက်တစ်ဖက်ရှိတယ်တနေ့မှာတောထဲမှာတစ်ပင်ခုန်နေတော့တစ်ပင်တစ်ပင်လဲကျလာပြီးအဲ့ဒီအမျိုးသမီးရဲ့လက်ပေါ်မှာကျသွားတယ်ခင်ပွန်းကစူးစမ်းပြီးတစ်ပင်ကိုဖယ်ရှားဖို့စူးစမ်းပေမဲ့မဖယ်နိုင်ဘူးဒါနဲ့မရရဲ့အသက်ကိုကယ်ဖို့ပစိန်နဲ့လက်ကိုဖျက်ပစ်ဖို့ဆုံးဖြတ်လိုက်ရတယ်ဒီဖြစ်ရပြီးတဲ့နောက်အမျိုးသမီးကသူ့လက်ဖြတ်တာကိုမြင်တိုင်းစိတ်မကောင်းဖြစ်နေတယ်အဲ့ဒါကိုမြင်တော့ခင်ပွန်းကအစားထိုးလက်တုတစ်ဖက်လုပ်ပေးတယ်ဒါပေမဲ့မရကရွှေနဲ့လှုပ်ထားတာလိုချင်တဲ့ရက်အနှဲငယ်ကြဒါတော့ရွှေလက်တစ်ဖက်လှုပ်ပေးလိုက်တယ်ဒါပေမဲ့အဲ့ဒီရွှေလက်ကြောင့်ခန္ဓာကိုယ်မှာပိုးဝင်သွားပြီးရက်အနှဲငယ်အကြာမှာတည်သွားတယ်တေခါနီးမှာမရကခင်ပွန်းကိုဂရီတစ်ခုပေးခိုင်းတယ်သူ့ရဲ့အလောင်းကိုရွှေလက်နဲ့တကွမြုပ်ဖို့ပေါ်ခင်ပွန်းကအဲ့ဒီအတိုင်းပဲလှုပ်ပေးတဲ့နှစ်အတော်ကြာတော့သူကအရန်ဆင်းရဲသွားပြီးအသက်မွေးဖို့ပတ်စံလိုလာတယ်ဒါနဲ့သူကမိမရဲ့တင်းချိုင်းကိုသွားပြီးတူးချင်းစတယ်ရွှေလက်ကိုထုတ်လိုက်တော့မရရဲ့မျက်လုံးကရုတ်တရက်ဖွင့်သွားတယ်ဒါပေမဲ့သူကလစ်လျူရှုပြီးရွှေလက်ကိုအိမ်ပြန်တယ်သွားတယ်ညဖြစ်တော့မရကသူ့ရဲ့ရွှေလက်ကိုပြန်ယူဖို့ရောက်လာတယ်ကြောက်သွားတော့ခင်ပွန်းကရွှေလက်ကိုပြန်ပေးလိုက်တယ်ဒါပေမဲ့လက်ကိုပြန်ရသွားတာနဲ့မကြခင်မရကသူ့ကိုတပ်ပစ်လိုက်တယ်